မျိုးသမီးတဦးသည်မိတ်ကလိမ့်ပြီးအလုတ်သွားရန်ပြင်ဆင်နေစဉ်ရုတ်တရက်မှန်တဲ့တွင်တွေးလိမ့်လိမ့်ဖြစ်သူမနှင့်တပုံစံနဲ့တူသောမိန်းကလေးတဦးပေါ်လာခဲ့သည်ထိုမိန်းကလေးကဒီနေ့အနီရောင်ထီကိုဘယ်တော့မှမသုံးနဲ့ဟုသတိပေးလိုက်သည်ဘာကြောင့်လဲဟုမေးရန်မစခင်မှာပင်ထိုပုံရိပ်သည်ပျောက်ကွယ်သွားခဲ့သည်သူမကမျက်စိလက်မသွားတာပဲဟုထင်ကအလုတ်သို့ထွက်သွားခဲ့သည်အလုတ်စင်းချိန်တွင်မိုးသေးထန်စွာရွာသွန်းနေပြီးသူမတွင်ထီမပါလာခဲ့ပေအိမ်ကိုဘလို့ပြန်ရမလဲဟုစိုးရိမ်နေစဉ်ရုတ်တရက်အထက်ရာရှိကအနီရောင်ထီတစ်ချောင်းလာပေးခဲ့သည်ထိုအခါမှန်တဲ့ကသတိပေးစကားကိုချက်ချင်းသတိရသွားပြီးငင်းဆန်လိုက်သည်ထိုစဉ်အထက်ရာရှိကိုတိတ်တကိုးကြိုက်နေသောလုပ်ဖော်ကိုင်ဖက်အမျိုးသမီးတဦးကရောက်လာကထီကိုလူယူသွားပြီးအထက်ရာရှိအားသူမအိမ်သို့လိုက်လာရန်ဖိတ်ခေါ်ခဲ့သည်အထက်ရာရှိကလည်းမငင်းဆန်ပဲသူမနှင့်အတူထွက်ခွာသွားခဲ့သည်အမျိုးသမီးမှာမိုးရီတဲ့လမ်းလျှောက်ကအိမ်ပြန်ရတော့သည်တကိုယ်လုံးဆုပ်ရွှဲသွားတော့လဲအန်ရီတစ်ခုကိုရှောင်လွှဲနိုင်ခဲ့သည်ဟုခံစားရသည်သို့တော့ဖုန်းကိုကြည့်နေစဉ်သတင်းတပုတ်ကြောင့်ခေါင်းမွေးများထောင်သွားခဲ့သည်ထီကိုယူသွားသောလုပ်ဖော်ကိုင်ဖက်အမျိုးသမီးသည်လမ်းတွင်မတော်တဆမှုဖြင့်တိတ်ဆုံးသွားပြီးအခင်းဖြစ်ရာနေရာတွင်တွေ့ရသောအနီရောင်ထီမှလည်းအထက်ရာရှိပေးခဲ့သည့်ထီပင်ဖြစ်နေသည်သူမအလွန်ထိတ်လန့်သွားပြီးအထက်ရာရှိသည်လူသက်သမားဖြစ်နိုင်သည်ဟုတန်တရားဝင်လာသည်ထို့နောက်တတိလီတာတစ်ချောင်းကိုကင်ကာမှန်ရှိသို့သွားပြီးသွေးဆိုးနေသောပုံရိပ်ကိုဘသူလဲဟုမေးမြန်းခဲ့သည်နောက်တစ်စက္ကန့်အတွင်းသွေးလိမ့်လိမ့်ဖြစ်သူမ၏ပုံရိပ်ထပ်မံပေါ်လာခဲ့သည်သို့တော်မိကုန်းကိုမဖြေပဲမနက်ဖြန်ည10 နာရီမတိုင်ခင်အိမ်ကိုမပြန်နဲ့မဟုတ်ရင်သိမယ်ဟုသာပြောသွားခဲ့သည်ရခင်အတွေ့အကြုံကြောင့်သူမသည်တတိပေးချက်ကိုလိုက်နာရန်ဆုံးဖြတ်လိုက်သည်နောက်တစ်နေ့တွင်ကုမ္ပဏီတစ်ခုလုံးကလူတက်မှုအကြောင်းဆွေးနွေးနေကြတော့လဲအထက်ရာရှိတယောက်ထဲသာပုံမှန်မဟုတ်စွာငြိမ်သက်နေခဲ့သည်ထို့ပြင်အလုတ်စင်းချိန်စောစောပေးမိဟုကြေညာလိုက်သေးသည်ဝန်ထမ်းများအားလုံးပျော်ရွှင်နေကြတော့လဲသူမ၏စိတ်ထဲတွင်တော့အေးဆက်သောကြောက်ရွံ့မှုတစ်ခုဝင်ရောက်လာသည်အချိန်ပိုစင်းမိဟုအကြောင်းပြကကုမ္ပဏီတွင်နေခဲ့တော့လဲအထက်ရာရှိကအိမ်ပြန်ရန်အချိန်ချင်းတိုက်တွန်းနေခဲ့သည်တန်တရားပုံမိုးကြီးထွားလာသဖြင့်နောက်ဆုံးတွင်ကုမ္ပဏီမှထွက်လာခဲ့ရသည်လမ်းပေါ်တွင်တယောက်တည်းလျှောက်သွားနေတော့လဲစာလောင်မှုကြောင့်အိမ်ပြန်ခြင်းစိတ်ဖြစ်လာသည်ထို့ကြောင့်အိမ်ရဝင်းဝါသို့ရောက်သောအခါလုပ်ဖော်ကိုင်ဖက်များကိုတယောက်ချင်းဖုန်းဆက်ကအိမ်သို့လုံခြုံစွာရောက်နေကြောင်းအတည်ပြုခဲ့သည်ထိုအချိန်တွင်တေဆုံးသွားသောလုပ်ဖော်ကိုင်ဖက်၏ပုံရိပ်ကိုပြန်တတိယသွားသည်ထို့ကြောင့်စတိုးဆိုင်တစ်ဆိုင်တွင်စောင့်နေရန်ဆုံးဖြတ်လိုက်ပြီးည10 နာရီကျော်မှအိမ်ပြန်မည်ဟုစီစဉ်ခဲ့သည်သို့တော့မမျှော်လင့်ပဲဖုန်းဘက်ထရီကုန်သွားပြီးပိတ်သွားခဲ့သည်နေရန်ကက်နာရီကိုကြည့်လိုက်ရာည10 နာရီကျော်နေပြီဖြစ်သည်သူမတပ်ပြင်းချကအိမ်သို့ဦးတည်လိုက်သည်သို့တော့သူမမသိခဲ့သည်မှာစတိုးဆိုင်၏နာရီမှာပြတ်နေပြီးမိနစ်30တိတိရှိပြေးနေခြင်းဖြစ်သည်တကယ်တမ်းည10 နာရီမထိုးသေးပေအိမ်ပြန်လန်းတစ်လျှောက်ပတ်ဝန်းကျင်မှာထူးထူးခြားခြားတိတ်ဆိတ်နေသည်ပုံမှန်ကခုန်နေကြသူများပင်မရှိတော့ပေသူမကကိုလုံခြုံနေပြီဟုအကြိမ်ကြိမ်နှစ်သိမ့်နေခဲ့သည်သို့တော့ရုတ်တရက်နောက်ဖက်မှအမြန်ပြေးလာသောခြေတံများကြားလိုက်ရသည်ကြောက်လန့်သွားသောသူမသည်ဓာတ်လေကားကိုမစီးတော့ပဲလှေကားမှတဆင့်အပေါ်သို့အပြေးတက်သွားခဲ့သည်အမဲရောင်အရေးတစ်ခုကလည်းသူမနောက်မှတဆိုင်မမတ်လိုက်လာနေခဲ့သည်နောက်ဆုံးတွင်အခန်းတကားရှိသို့ရောက်ရှိသွားပြီးဖားဆိုရိုက်ထည့်နေစဉ်နောက်မှလိုက်လာသောခြေတံသည်လည်းသူမ၏အနောက်တက်တဲ့သို့ရောက်ရှိလာတော့သည်